င်္ဂလာပါရှင်ဒီကလတန် post ရဲ့ editorial talk အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာတော်လှန်ရေးရဲ့2025ခုနှစ်မှ2026ခုနှစ်အထိကုပြောင်းကာလမှာစုစည်းမှုရဲ့အားသာချက်နဲ့စိန်ခေါ်မှုတွေကိုဘယ်လိုကျော်လွှားပြီးတော့ရှေ့ဆက်နိုင်မလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်အထူးသဖြင့်စစ်ရေးနဲ့အရက်ဘက်အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေမှာပြုပြင်ပြောင်းလဲမှုတွေကိုအဓိကထားပြီးတော့မှသုံးသပ်သွားကြပါမယ်ရှင်မင်္ဂလာပါဆရာမင်္ဂလာပါဆရာမဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဒီတော်လှန်ရေးရဲ့အဓိကအားသာချက်ကတော့စုစည်းမှုပဲဖြစ်တယ်ပေါ့လေဆိုတော့2025ရဲ့ပူပေါင်းစစ်စင်ရေးဆိုင်ရာအားနည်းချက်ကိုပြန်လည်သုံးသပ်ပြီးတော့ဒီ2026ခုနှစ်ရဲ့လက်ရှိအခြေအနေမှာ NUG PDF နဲ့ဒီ ERO တွေရဲ့စစ်ရေးပူပေါင်းမှုဆောင်ရွက်မှုတွေအဆင့်ကိုဘယ်လောက်ထိရောက်နိုင်မယ်ထင်လဲဆရာပထမဆုံးအနေနဲ့ဒီ2025ကိုပဲအခြေခံတာမျိုးထက်ဒီရှိရှိကဏ္ဍဖြစ်တဲ့ခါကျတော့ကျွန်တော်တို့2020နှစ်ကုန်ပိုင်းလောက်ကနေစတင်နေလက်နဲ့ကန်တော်လှန်ရေးအခြေအနေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါမှသာလေနည်းနည်းသူတို့ရဲ့အားနည်းချက်အတားချက်ပုံမြင်ပါမယ်ထင်တယ်ဆိုတော့ဒီ2025နှစ်ကုန်အထိကျွန်တော်တို့ပူပေါင်းစစ်ရှင်ဒီလောက်ကြတဲ့ချိန်မှာပုံစံမျိုးဆိုကျွန်တော်တို့မြင်တွေ့ရတာရှိပါတယ်ပုံစံတစ်မျိုးကတော့ဒါတိုင်းသားလက်နက်ကန်တွေဦးစီးဦးဆောင်မှုအောက်ကိုဝင်ပြီးတော့မှပူပေါင်းစစ်ရှင်ရဲ့အနေနဲ့သူတို့တိုင်းသားလက်နက်ကန်တစ်ဖွဲ့ဖွဲ့ရဲ့မိကွင်းကိမှုအောက်မှာပေါ်ဆောင်တဲ့စစ်ရှင်ပုံစံမျိုးဖြစ်တယ်နောက်တစ်ချက်ကတော့တိုင်းသားလက်နက်ကန်အချင်းလေးဖြစ်ဖြစ် PDF အချင်းပဲဖြစ်ဖြစ်ပူပေါင်းဆောင်ရွက်မှုလုပ်ပြီးတော့မှသက်ဆိုင်ရာဒေတာခံတွေကဦးဆောင်ပြီးတော့မှစစ်ရှင်လုပ်တဲ့ဟာမျိုးအဲ့ဒါမျိုးဆိုတော့တိတုံညနှိခုစစ်ရှင်ဟာမျိုးမှာပုံမှန်တွေ့တဲ့ဟာမျိုးပေါ့နော်ဥမာကိုကန်တွေကဦးဆောင်ပြီးတော့မှကိုကန်နေမျိုးကိုတော်လှန်တယ်ဒါပေမဲ့အဲ့တော်လှန်တဲ့နေရာမှာအေးလေးပါတယ်ကိုကန်လေးပါတယ်တခြားမဟာမိတ်တွေများစွာပါတယ်ကိုကန်စီချောင်းမှုတွေကသူတို့ဦးဆောင်တယ်အဲ့လိုနေမြေခံတွေကဦးဆောင်ပြီးမှထီရနေလေနေမြေမှာလည်းအဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီပူပေါင်းစစ်ရှင်လုပ်ကြတယ်ဒါပေမဲ့နေမြေခံတွေဦးစီးဦးဆောင်မှုအောက်ကိုဝင်ပြီးတော့မှစစ်ရှင်လုပ်တဲ့ဟာဖြစ်တယ်နောက်တာတစ်ချက်ကတော့ပါလဲဆိုရင်ဒါထိုးစစ်တွေလာပြီးတော့မှဒေသခံကာကွယ်ရေးတပ်တွေကနေပြီးတော့မှတခြားကာကွယ်ရေးတပ်တွေကိုအကူအညီတောင်းစစ်ကူတောင်းပြီးတော့မှအမင်းကိုကိမှုတစ်ခုအောက်မှာတူမရှိဘဲနဲ့ခုခံအတူတူတော်လှန်နေကြတဲ့ပုံစံမျိုးဖြစ်တယ်နောက်တစ်ချက်ကတော့ဒါအမင်းကိုကိမှုတစ်ခုမှာတော့ရှိတယ်ဒါပေမဲ့စောနာပုံစံမျိုးပဲပူပေါင်းစစ်ရှင်တစ်ခုလောက်တော့မယ်ဟဲ့ဆိုရင်တွားကြတယ်ဒါပေမဲ့အမင်းလာခံမှုဟာမျိုးတစ်ခုအောက်မှာတော့ရှိကြတယ်ဒါပေမဲ့အရင်ကြီးကြိုတင်ပြင်ဆင်တဲ့ဟာမျိုးမရှိဘူးပေါ့နော်ဥပမာအထူးသဖြင့်ကျွန်တော်တို့ချင်းလန်းကောင်စီအောက်မှာစစ်စင်လုပ်တဲ့အင်အားစုတွေကိုကျွန်တော်တို့ဥပမာပြနိုင်မှာဖြစ်တယ်နောက်ပြီးတော့မှကာကွယ်ရေးတပ်ဖွဲ့နှိစက်ရအကူအညီတောင်းပူပေါင်းစစ်စင်လုပ်တဲ့ပုံစံမျိုးကတော့စကိုင်းတိုင်းမှာတွေ့ရတဲ့ပုံစံမျိုးပေါ့နော်ချင်းလန်းကောင်စီအောက်မှာရှိတဲ့ဟာကြတော့ CNF ကကွက်ကေးတယ်ဒါပေမဲ့အတူတကွစီပူပေါင်းလေ့ကျင့်တာမရှိဘူးတခုခုစီမျက်နှာဖွင့်ပြီးဆိုတာအကုန်လုံးတော့ CNF ရဲ့ဦးစီးဦးဆောင်မှုမှာဖြစ်တယ်တော့မဟုတ်ဒါဥမာဟာခအခုလက်ရှိသူတို့ဖော်ဆောင်တဲ့ဟာမျိုးဆိုရင်ဟာခကဦးဆောင်တယ်ဂျန်တဲ့သူတွေကအတူတူစီလေ့ကျင့်မှုဘာမှမပါဘဲနဲ့တွားကြတယ်အတူတူတိုက်ကြတယ်ဒါပေမဲ့ဒါပူပေါင်းစစ်စင်နီးနာတစ်မျိုးပဲနောက်တစ်ချက်ကတော့ဗာလဲဆိုရင်ပူပေါင်းစစ်စင်ရဲ့အတူတူလုပ်ပြီးတော့မှဒီစစ်စင်မီရှင်တစ်ခုအတွက်ပေါ့နော်စစ်စင်မီရှင်တစ်ခုမျိုးသိမ့်တိုက်ဖို့တစ်ခုအတွက်ပူပေါင်းစစ်စင်ပုံစံကိုပုံဖော်ပြီးတော့မှအဲ့ဒီမှာတပ်မှုတွေအတူတူကထိုင်ပြီးတော့မှလေ့ကျင့်ပြီးပြင်ဆင်ပြီးတော့မှစီမျက်နှာဖွင့်နေတာဆိုရင်တော့အဲ့ဒါ CB တို့ရတာပူပေါင်းစစ်စင်ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့အဲ့ဒီပူပေါင်းစစ်ရင်ပုံစံမျိုးတွေအားလုံးထဲမှာဒါကောင်းသလားဆိုအားလုံးကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီရလပိုင်းဆိုင်ရာအရာကကျွန်တော်တို့ဘယ်လိုမြင်တွေ့နေတယ်လဲဆိုရင်2025ခုနှစ်အထိအတွေ့အကြုံအရဆိုရင်ပူပေါင်းစစ်စင်လုပ်မယ်ဆိုရင်တပ်မှုတွေအတူတူထိုင်ပြီးမှစီးမီရှင်အတူတူလုပ်တဲ့ CB ဟာမျိုးပူပေါင်းဆောင်ရွက်မှုပုံစံကမဆိုးဘူးရလကောင်းတယ်လို့ပြောရမယ်နောက်ဒါတိုင်းသားလက်နက်ကန်တွေ KIO တို့ AA တို့လက်အောက်ကနေအပြည့်အဝခံယူပြီးမှတိုက်ပွဲဝင်တဲ့ဟာလဲအောင်မြင်မှုတိုင်းတာတစ်ခုရှိတယ်လို့ကျွန်တော်တို့ဆိုရမှာဖြစ်တယ်နောက်တစ်ချက်ကတော့ဒါတက်ဆိုင်ရာတပ်မှုတွေရဲ့ဥဆောင်မှုအောက်ကိုဝင်ပြီးတော့မှအမိနာခံမှုတစ်ခုပုံစံမျိုးတွားပြီးတော့မှစီးမီရှင်တစ်ခုအတွက်တူတိုက်တဲ့ဟာကလည်းအောင်မြင်ဒီ၃ချက်ကသာအောင်မြင်တယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ဒါအောင်မြင်နေတဲ့ဟာ KNU တို့ KIO တို့စီမီနေမီရဲ့အောင်မြင်မှုကြီးလို့ရတယ်ဒီ၃ညအနှစ်ကိုရှိရှင်ကြီးလို့ရတယ် CB တို့ရဲ့ရှိရှင်ကြီးလို့ရတယ်ဒီ၃ခုကအောင်မြင်တယ်လို့ပြောလို့ရမှာပေါ့နော်ဆိုတော့2026နောက်ပိုင်းဆိုရင် NUG တို့အနေနဲ့လေသူ့ရဲ့သူ့သဖြင့်စစ်စင်ဥဆောင်မှုလုပ်တဲ့ချိန်မှာဒီနီးနာ၃ခုလောက်ကိုပဲအခြေခံပြီးမှပူပေါင်းစစ်စင်ကိုနီလန်းရှာကြရင်တော့ဒီတမတော်တစ်ခုထိမဝင်နိုင်သေးဘူးဆိုရင်တော့မှအမိနာခံမှုတစ်ခုထိမဝင်နိုင်သေးဘူးဆိုတော့မှ operation တစ်ခုအတွင်းတော့အမိနာခံမှုတစ်ခုလို့ကိုလိုတယ်ဆိုတဲ့ပုံစံမျိုးကဒီပူပေါင်းစစ်စင်ကတက်ပြတာပေါ့နော်ဆိုတော့အားကြောင့် operation တစ်ခုအတွက်အမိနာခံမှုတစ်ခုအောက်မှာဝင်နိုင်တဲ့ပူပေါင်းစစ်စင်ပုံစံမျိုးကိုပုံဖော်ရင်တော့အောင်မြင်မှုရကြလိမ့်မယ်လို့
လို့တော့ကျွန်တော်တော့သုံးသပ်တယ် ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ဒီတပ်ပူပေါင်းစစ်စင်ရေးအားနည်းချက်တွေကြောင့်အဓိကတက်ရောက်မှုတွေကဘာဖြစ်မလဲပေါ့လေဆိုတော့ဒါကို2025ခုနှစ်ကနေပြီးတော့မှသင်ခန်းစာအနေနဲ့ယူပြီးတော့မှဒီ2026ကိုရောဘယ်လိုရှေ့ဆက်ဖို့လိုအပ်မယ်လို့ဆရာအနေနဲ့မြင်ပါလဲရှင်အဓိကဖြစ်နေပူပေါင်းစစ်ဆေးမအောင်မြင်ဘူးဆိုရင်ပြည်သူကပထမဆုံးဒုက္ခရောက်တာပေါ့နော်ကိုနေမြေရှုံရတယ်ဒါပြည်သူတွေကတော့တကယ်ဒုက္ခရောက်ပြီးတော့မှစစ်ဘေးရှောင်ဘဝရောက်သွားကြတယ်ပြီးတော့ဒါစစ်စင်းမီရှင်တွေကမအောင်မြင်ဘဲနဲ့ဒါအကြဆုံးနဲ့ထိနာကိုဖက်ကလည်းဒါတကူရေးပေါ်တွေလည်းစုံမှုအထိနာမှုရှိတယ်ဒုတိယချက်ကတော့ဗာလဲဆိုရင်ကျွန်တော်တို့တော်လှန်ရေးမှာအမြဲတမ်းနိုင်ငံတကာတွေကပြောပညာရှင်တွေအမြဲတမ်းသုံးသပ်တဲ့ဟာပေါ့နော်နိုင်နေမြင်းစီးဖို့စောင့်နေတဲ့တန်တမအုပ်စုတွေရှိတယ်ဒါကျွန်တော်တို့ဘက်ကအားတာရင်ကျွန်တော်တို့ဘက်ကိုပူပေါင်းထောက်ပံ့ပေးဖို့စောင့်ဆိုင်းနေတဲ့ဒီနည်းချင်းနိုင်ငံတွေတခြားနိုင်ငံတွေဒီဟာကိုကျွန်တော်တို့ပူပေါင်းစစ်ဆေးမအောင်မြင်ခြင်းအဖြစ်တန်တမကြီးပေါ်မှာအများကြီးတက်ရောက်တယ်ပြောမယ်ဆိုတော့ဒီတုံညနှစ်ကိုရှိစီကာလာဟာမျိုးဆိုရင်တော့ဒါမင်းအွန်လိုင်းကိုနိုင်ငံတကာပညာရှင်တွေဝေဖန်မှုဖြစ်စေပြီးတော့နိုင်ငံတကာအစိုးရတွေရဲ့ဝေဖန်မှုစေတော်တော်ပြင်းထန်ကြုံရတယ်ဒါပေမဲ့သူနာလန်ပြန်ထူလာတဲ့2025နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ NUG တို့ဖက်ချန်ကိုမေခွန်းထုတ်မှုတွေများလာတယ်ဒါကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးနိုင်ချင်းမနိုင်ချင်းကိုလက်ခံတယ်ဖြစ်စေမလက်ခံတယ်ဖြစ်စေနိုင်ငံတကာကလည်းစီရလက်ကိုပဲကြည့်တယ်ပြည်သူတွေကလည်းစီရလက်ကိုပဲကြည့်တယ်တကယ်လက်တွေ့မှာလည်းစီရလက်ကိုပဲအများဆုံးကကြည့်ကြတာဖြစ်တယ်ဆိုတော့အဲ့အရာလက်ကိုကြည့်ကြတဲ့ခါကျပူပေါင်းစစ်ရှင်မအောင်မြင်တဲ့ခါကျဒီဒေါ်လာရေးကမနိုင်လောက်ဘူးဆိုတော့ပြီးတော့မှပြည်သူတွေရဲ့စိတ်တပိုင်းရှိဆိုင်ရာကိုလည်းအများကြီးထိခိုက်တာကျွန်တော်တို့သတိထားမိပါတယ်ပြီးတော့ဒေါ်လာရေးရဲ့တရားဝင်မှုကိုအများကြီးထိခိုက်တယ်ဆိုတော့ကျွန်တော်တို့ဒေါ်လာရေးရဲ့အောင်မြင်မှုဆိုတာကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တရားဝင်မှုဆိုတာကအဓိကနိုင်ငံတကာရဲ့ထောက်ခံမှုကိုလည်းဒါအစီအမအောင်မြင်မှုကြောင့်ကြားဆင်းလာတယ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေထောက်ခံမှုပြည်သူဝေဖန်မှုကျွန်တော်တို့ကြုံလာတာကြားလာပြီးတော့ကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေရဲ့တိမ်ပိုက်ထားတဲ့မြို့တွေနေမြေတွေကယာယီတွေပါဆိုတဲ့ပြည်သူမှာတော်လကောင်းနိုင်ငံတကာမှာတော်လကောင်းဒီဒေါ်လာကြီးကိုစောင့်ကြည့်တဲ့သူတွေအားလုံးပေါ်မှာတက်ရောက်တယ်နောက်ဆုံးပြောမယ်ဆိုတော့ဒေါ်လာကြီးရေးပေါ်ရေးဖက်ဒီရှီကိုပါတက်ရောက်မှုကြီးတယ်နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့စစ်ကောင်စီကဒီလိုကျွန်တော်တို့နေမြေပြန်လဲလွှတ်လိုက်သူပြန်ဆုတ်ရင်တော့မှအပြည့်အဝသူဖက်ကနေလေမထိနိုင်ရင်တော့မှစစ်ကောင်စီကအမြဲတမ်းလူတိအင်အားတိစုပြီးတော့မှဒါစီအင်အားကိုပြန်တိဆောက်နိုင်တဲ့အခြေအနေကိုပေးတယ်ဒီတော့ကျွန်တော်တို့ဒီပူပေါင်းစစ်ရှင်ရေးမအောင်မြင်မှုကတက်ရောက်မှုကတော့အရန်ကိုကြီးပါတယ်ရှင်းရှင်းပြောမယ်ဆိုဒေါ်လာကြီးလုံးစုံပြိုလေးရလောက်တွေထိတောင်မှတာတက်ရောက်သွားနိုင်တဲ့အနေအထားဖြစ်တယ်အခုချင်းအနေထိဆိုရင်တော့ဒါကျွန်တော်တို့ဖွဲ့ရပူပေါင်းစစ်ရှင်မှုမအောင်မြင်ဘူးလားဆိုရင်အောင်မြင်ပါတယ်အတိုင်းအတာတစ်ခုထိအောင်မြင်နေတဲ့ဥပမာ၃ခုလောက်ပါနေပါတယ်ဆိုတော့ဒီဟာမျိုးတွေအားသာချက်ကိုကိုဖက်ကနေ၃နိုင်တဲ့ရွေးကတော့ဆက်လို့ရအောင်ပါပဲဒါမဲ့ဒီဆိုတော့ကျွန်တော်တို့ပြင်ဆင်တင်းတဲ့ဟာမပြင်ဆင်ဘူးသင်ခန်းစာယူတင်းတဲ့ဟာမယူဘူးဆိုတော့ဒါပူပေါင်းစစ်ရှင်လည်းမလုံနိုင်ဘူးဆိုရင်တေချာတာတစ်ခုကတော့ဒါစစ်ကောင်စီအလုံးစုံပြိုလေးနိုင်တဲ့နီလန်းကိုမရောက်နိုင်တော့ဘဲနဲ့ကျွန်တော်တို့တော်လှန်ရေးရလကနိုင်ငံတကာရဲ့လူလာနေတဲ့တရုတ်တို့လူလာနေတဲ့အခင်းကြီးရောက်သွားမယ်အဲ့ဒါကဘာလဲဆိုရင်ငင်းချမ်းဆွေးနွေးပွဲအခင်းကြီးပေါ့နော်ငင်းချမ်းဆွေးနွေးပွဲကိုအတွင်းရောက်သွားတဲ့ဟာမျိုးဖြစ်တယ်ငင်းချမ်းဆွေးနွေးပွဲဆိုတာကကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုတော့အများစုကမလုံလာတဲ့ဟာပေါ့ဘာလို့ဆိုစစ်ကောင်စီကိုအပြီးပြူလေးမှဖြူမရမယ်ဆိုတဲ့ဟာကပြည်သူစံသားလေးဖြစ်တယ်တော်လှန်ရေးသမားတွေရဲ့စံသားလေးဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုရောက်နိုင်ဖို့အတွက်ဆိုတော့ဒါပူပေါင်းစစ်စင်ရဲ့အားနည်းချက်ကိုတော့ထင်းထားဖို့ပြင်ဆင်ဖို့လိုလိမ့်မယ်အတာချက်ကိုထင်းထားပြီးမှအားနည်းချက်ကိုပြင်ဆင်ဖို့တော့လိုလိမ့်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ကဲပါဆိုတော့ဒီ2025ခုနှစ်ပေါ့လေလွတ်မြောက်နေမြေအနေထားတွေကိုကြည့်ပြီးတော့ရောဒီပြည်သူဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှဘယ်အရာတွေကဒီအားနည်းချက်အားသာချက်အနေနဲ့ရှိနေလဲဆိုတာလေးလည်းပြောပြပေးပါဦးပြီးတော့နောက်ထပ်အနေနဲ့ဒီအရာတွေကိုရောဘယ်လိုတွေပြင်ဆင်ဆောင်ရွက်သွားသင့်လဲရှင်ကျွန်တော်တို့ဒီတော်လှန်နေတဲ့ဟာကစနစ်ပြုပြင်ပြောင်းလဲဆိုပြီးမှကျွန်တော်တို့ကြွေးကြော်ကြတယ်ဆိုတော့စနစ်ပြုပြင်ပြောင်းလဲရေးအတွက်ဆိုတော့ကျွန်တော်တို့ဒီပြည်သူဝန်ဆောင်မှုဆိုတဲ့ဟာကမြင်ဖို့အခွင့်ကောင်းဖြစ်နေတာပေါ့နော်ပြည်သူတွေမျှော်လင့်နေတာကလည်းဒါပြည်သူဝန်ဆောင်မှုအပြောင်းလဲရှိပြီးတော့မှဒါဝန်ဆောင်မှုအပြောင်းလဲဝန်ဆောင်ပုံဝန်ဆောင်နည်းတွေပြောင်းလဲမှဒါတော်လှန်ရေးအောင်မြင်တယ်လို့ကျွန်တော်တို့ဆိုရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူဝန်ဆောင်မှုပြောတဲ့အချိန်မှာတချို့တွေကဒီကျွန်တော်တို့သတင်းမီဒီယာကနေ interview လုပ်တဲ့နေရာမှာခေါင်းဆောင်တချို့တွေကိုတိုင်းတော့ပြမဒီသတင်းမီဒီယာမှာရေးတဲ့ချိန်မှာပြည်သူဝန်ဆောင်မှုကတိတ်အရေးမကြီးဘူးဆိုတဲ့အမြင်ရှိတဲ့တချို့ရှိတယ်ဒါတွေကကျွန်တော်အမြင်မှာတော့ဒါလွှဲမှားတဲ့အယူဆချက်လို့မြင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့တော်လှန်ရေးကဘယ်လောက်ကြာမလဲဆိုတဲ့ဟာမသိနိုင်တဲ့နေရာမှာအခုချိန်9နှစ်တာကာလမှာတော့မှကျွန်တော်တို့ generation
ရှင်တစ်ခုနှစ်ခုစာလောက်ကတော့ပညာရေးမှာလုံးဝပြိုလဲသွားပြီဒီအခုတော်လှန်ရေးကာလအတွင်းမှာမွေးဖွားပြီးမှကြီးပြင်းလာတဲ့သူအထူးသဖြင့်အဲ့ဒီအရွယ်မှာလူလက်ပိုင်းဖြစ်တဲ့သူတွေတော်တော်များကပညာမဲ့ဖြစ်ကုန်ဒီပညာမဲ့ကျွန်တော်တို့ဖြစ်ချင်းကတော့အနာကကျွန်တော်တို့တိုင်းပြည်အတွက်စနစ်ကောင်းပဲရောက်ဘာပဲရောက်အရန်ကိုအန္တရာယ်ကြီးတွေဟာဖြစ်တယ်ဆိုတော့ပညာရေးကျမ်းမာရေးအကုန်လုံးကျွန်တော်တို့တတ်နိုင်တယ်လို့ပြည်သူ့ဝန်ဆောင်မှုကိုအကောင့်ထဲပေါ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့9နှစ်တာကာလမှာအများစုမြင်တဲ့ပြည်သူ့ဝန်ဆောင်မှုပုံစံကတော့ကုထုကုထပြည်သူတွေရဲ့အပြန်လှန်ဖိမကူညီမှုနဲ့ဝန်ဆောင်မှုမျိုးဖြစ်တယ်။ဥပမာချင်းမှာအများစုကအောင်မြင်ဆုံးလို့ကျွန်တော်တို့ပြည်သူ့ဝန်ဆောင်မှုပိုင်းမှာဆိုချင်းကိုအောင်မြင်ဆုံးထဲမှာထည့်လို့ရတယ်။ဒါပေမဲ့ချင်းမှာတော့မှဘယ်လိုဖြစ်လဲဆိုရင်မြို့နယ်အုပ်ချုပ်ရေးဆိုတဲ့ဟာမျိုးဒေသအုပ်ချုပ်ရေးဆိုတဲ့ဟာမျိုးပိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေကအဲ့ဟာတွေကနေပြီးတော့မှသူတို့ဝန်ထမ်းဘယ်လောက်လိုအပ်တယ်လဲဘယ်လိုပြည်သူ့ဝန်ဆောင်မှုရန်နိုင်မလဲဆိုတဲ့ဟာဥပမာပြောမယ်ဆိုတသမတ်ထေလာစာပေးနိုင်တဲ့ပညာရေးစနစ်မဖော်ဆောင်နိုင်သေးဘူးတသမတ်ထေဘလာစာပေးနိုင်တဲ့ကျမ်းမာရေးဝန်ဆောင်မှုပေးနိုင်တဲ့သက်ဆိုင်ရာကြေးရွာတွေကစုပြုံမှထူထောင်ထားတဲ့ပြည်သူ့ဝန်ဆောင်မှုလောက်ပေါ်မှာပဲသူတို့ကိုယ်တိုင် mandate ဝင်ယူတဲ့ပုံစံမျိုးသူတို့ကိုယ်တိုင်နေငယ် manage ဝင်လုပ်တဲ့ပုံစံမျိုးမူပေါင်းအစိမ့်လောက်ပဲချမှတ်ပေးနိုင်တဲ့အနေအထားဖြစ်တယ်စကိုင်းတိုင်းမကွေးတိုင်းအဲ့ဒါမျိုးဆိုပူတော်ဆိုးတယ်ဆိုတော့ NUG ကျောင်းဆိုပြမှတာအများကြီးပြောနေကြဒါပေမဲ့တကယ့်လက်တွေ့မြေပြင်မှာအဲ့နေမှာရှိတဲ့သူတွေကပြည်သူတွေကသူတို့ဘာသာသူတို့လာစာပေးတယ်သူတို့ဘာသာသူတို့ဟာဖြစ်တယ်ဆိုတော့ဒါတွေက9နှစ်ခံခဲ့တယ်10နှစ်ခံမလားတော်လှန်ရေးဒီထက်ထက်ကြတယ်ဆိုရင်ကြာရှိမခံဘူးကြာရှိမခံမှုတဲ့အပြင်ပညာရေး quality ဟာမျိုးဒီပြည်သူ့ဝန်ဆောင်မှု quality ဟာမျိုးစုံကြားဆင်းလာရင်ဒါလူမျိုးနေပြီဖြစ်လာရင်တော့မှပြည်သူတွေနဲ့ကျွန်တော်တို့ကြားမှာထိတ်တိုက်ရင်ဆိုင်ဖြစ်စင်းရတဲ့စင်ခုံမှုဖြစ်လာနိုင်ချေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီပြည်သူ့ဝန်ဆောင်မှုကိုကျွန်တော်တို့ဦးစားပေးအနေနဲ့လုပ်ဖို့လိုတယ်ပြည်သူ့ဝန်ဆောင်မှုလုပ်တဲ့နေရာမှာလည်းတက်နိုင်ဆုံးအခွန်ကပြည်သူ့ဝန်ဆောင်မှုနဲ့တိုက်ရိုက်အချိုးကျတဲ့ဟာဆိုတဲ့ဟာကိုပြည်သူတွေသိအောင်လုပ်ဖို့လိုတယ်အခုကျွန်တော်တို့ဒီတော်လိုင်းကြီးကာလဆိုပြီးမှကားဘင်းခွန်တွေဘာတွေကောက်တဲ့ဟာတွေအားလုံးကိုလက်နဲ့ကန်တွေအကုန်ယူထားတဲ့ဟာမျိုးမဖြစ်သင့်ဘူးဒီလက်နဲ့ကန်အတွက် foundation ကိုဗျူဟာကြတဲ့တခြားနီးလန်းနဲ့ရှာပြောမှဒီလက်နဲ့ကင်မှာသုံးဖို့နဲ့ဒါပြည်သူ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ဟာဆိုရင်ပြည်သူတွေအနေနဲ့ကြိုတင်ပြီးတော့မှ Federal စနစ်ဒီမိုကရေစီနည်းကိုလက်တွေ့ကျင့်သုံးတဲ့အနေနဲ့ကိုသူတို့အခွန်ကိုပေးခိုင်းသူတို့အခွန်နဲ့ထိုက်တန်တဲ့ဟာဝန်ဆောင်မှုကိုပေးတယ်နီးနာကိုချင်းကပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကဒါအဓိကအားဖြင့်ကျွန်တော်တို့သွားနေတဲ့ဟာကဘာလဲဆိုတော့အမှန်ဆိုရင်အခုချိန်မှာပြည်သူ့ဝန်ဆောင်မှုပေါ်ဆောင်ခြင်းကပြည်သူတွေကိုကိုယ်တိုင်တော်လှန်နေတဲ့အတိပွင့်ကိုစားစေတဲ့မြင်စေတဲ့နီးနာတစ်ခုဖြစ်ပြီးတော့မှတကယ့်အာဏာရှင်တွေလက်ထဲကိုပြန်မရောက်ချင်အောင်ဟန်တာစေနိုင်တဲ့နီးနာတစ်ခုဖြစ်တယ်တကယ်လို့ဒါကျွန်တော်တို့ပြည်သူ့ဝန်ဆောင်မှုကိုကောင်းကောင်းမပေးနိုင်ဘူးဆိုရင်ပြည်သူတွေအနေနဲ့မကျေနပ်ပဲနဲ့အာဏာရှင်လက်ထက်မှာတော့မှနေပိုကောင်းမယ်ဆိုတဲ့ feeling ဟာမျိုးတွေဝင်သွားစေနိုင်ချေရှိတယ်နောက်ဒုတိယတစ်ခုကစနစ်တစ်ခုကျွန်တော်တို့ကောင်းထည့်ပေါ်ရခြင်းမှာအရင်ကိုအခြေယူတက်တယ်ကျွန်တော်တို့တိုင်းပြည်ကောင်းတဲ့ကာလမှာဆိုရင်ကျွန်တော်တို့အမြဲတမ်းဘာလုပ်လဲရှိတယ်လဲဆိုရင်ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်အတွက်ဆိုပြီးမှကျွန်တော်တို့ training တွေပေးရတယ်အဲ့ဒီအတွက်ကို Europe တို့ US တို့ကပတ်စံဘတ်ဂျက်အများကြီးထောက်ပံ့ပေးပြီးတော့မှနိုင်ငံရေးသမားတွေကိုလည်း Federal တင်တန်းပေးရတာအုပ်ချုပ်ရေးကောင်းမွန်တဲ့အုပ်ချုပ်ရေးတင်တန်းပေးရတယ်အဲ့ဒါဘာလဲဆိုရင်စနစ်တစ်ခုအာဏာရှင်စနစ်ဟာမျိုးကနေစနစ်ကောင်းတဲ့ဟာတစ်ခုပြောင်းလဲတဲ့ချိန်မှာပြောင်းချင်စေတဲ့လူတိုင်းမှာရှိတယ်ဘယ်လိုပြောင်းရမလဲဆိုတဲ့ခေါင်းဆောင်ပိုင်းဆိုင်ရာခေါင်းဆောင်တွေကိုယ်တိုင်ကဘယ်လိုပြောင်းရမလဲဆိုတော့တိတ်မမြင်နိုင်ဘူးအဲ့ဒါမျိုးစိန်ခေါ်မှုတွေရှိတတ်တယ်နောက်ပြီးမှပြောင်းလဲတဲ့နေရာမှာအခြေယူတတ်တယ်တကယ့်ဒီမိုကရေစီကြပြောင်းနိုင်ဖို့အတွက်ငွေအားလိုတယ်လူအားလိုတယ်နိုင်ငံရေးစိတ်ဆန္ဒကောင်းဖို့လိုတယ်အစင်းစင်းတော့ကြော်ဖြစ်ရမယ့်ဟာတွေအများကြီးရှိတယ်အဲ့ဒီဟာတွေကြော်ဖြစ်နိုင်ဖို့အတွက်အခုချိန်ကလေးကနေပြည်သူ့ဝန်ဆောင်မှုကိုပြည်သူတွေနဲ့တဟာဇာတာဖြစ်တဲ့စနစ်ဖြစ်အောင် Federal စနစ်ပုံစံမျိုးနဲ့ကိုစတင်လက်တွေ့ကျင့်သုံးသိမ်းပြီလို့တော့ကျွန်တော်ပြောချင်ဒီဟာမကျင့်သုံးနိုင်ဘူးဆိုရင်အခုမယုံရင်ကျွန်တော်တို့စောင့်ကြည့်လို့ရတယ်မကြခင်မှာလွတ်မြတ်နေပြီစောစောစီးစီးဖြစ်လာတဲ့အုပ်စုတွေအားလုံးဘာရင်ဆိုင်ရမလဲဆိုရင်ပြည်သူတွေကထိတ်တိုက်ဒီပြည်သူ့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ complaint မေးခွန်းထုတ်မှုတွေကြုံရလာလိမ့်မယ်အဲ့ဒီဟာကစစ်ကောင်စီစစ်ကြောင်းကိုထိုးတဲ့ချိန်မှာကာကွယ်တာထက်ခေါင်းဆောင်တွေပေါ်မှာပို့ပြီးမှဖိအားပိုရှိလိမ့်မယ်အဲ့ကြွေးကြောင်ဒါပြည်သူ့ဝန်ဆောင်မှုကိုမပေါ်ဆကြဘူးနဲ့ပြည်သူတွေအနေနဲ့ပေးနိုင်တဲ့အခွန်ခါနဲ့ထိုက်တန်တဲ့ဝန်ဆောင်မှုပေးပြည်သူတွေများများအခွန်ပေးလေကောင်းတဲ့ဝန်ဆောင်မှုဖြစ်လေဆိုတဲ့ပုံစံမျိုးဖြစ်အောင်ခုချိန်ကလေးကနေလက်တွေ့ကျင့်သုံးဖို့လိုတယ်လို့တော့ဆွေးနွေးချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးသုံးသပ်ဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်